အရန်စားလို့ကောင်းတဲ့ထိုင်ရိုးရာမြင့်လုံးနီလို့ပြပါမယ်ရှင်အရန်အရသာရှိပြီးတော့မှဒီနွေရာဒီနဲ့အရန်လိုက်ဖက်တဲ့အစာပြေစာပေါ့နော်ပထမဦးဆုံးအုံတီရင့်ရင်လေးကိုလေပပလီတော့မမီအေးလေးနဲ့အညိုရောင်တန်းပြီးတော့မှကျွတ်သွားအောင်အရင်ဦးဆုံးကြော်ပေးရပါမယ်ရှင်မကြော်ချင်ဘူးဆိုရင်လည်းဈေးမှာဝယ်လို့ရပါတယ်ရှင်ကြော်လို့ရှင်ကိုပို့ပြီးစားလို့ကောင်းတာပေါ့နော်မွေတော့မှပြီးရင်အုံးလေးကြော်ပြီးမြေပဲလော်ပါပြီးတော့ရှင်ဆိုရင်နောက်ထပ်ဒါဆော့လို့ဖို့တော့ပေါ့နော်ပါဝင်တဲ့ပစ္စည်းကကြက်သွန်နေခြင်းစပလင်းပဒဲကိုလေးမျိုးကိုမိအေးနဲ့လော်ပြီးတော့မှညက်တော့အောင်ထောင်ပေးလဲရပါရှင်မထောင်ချင်ဘူးဆိုရင်လည်းရပါတယ်ခုနထောင်ပေးထားတဲ့စပလင်နေခြင်းတွေကိုထောင်ပြီးတော့မှမြေပဲလော်ထားတဲ့မြေပဲထည့်မယ်လော်ထားတဲ့အုံဒီ6ဆန်ထည့်မယ်ပြီးရင်ပစွန်6ထည့်ပြီးတော့မှထောင်ပေးပါရှင်မထောင်းချင်စိတ်ပေးလဲရပါတယ်ရှင်စိတ်ပြီးပို့ပြီးကောင်းတာပေါ့နော်ပြီးရင်ငပိကိုမိအေးလေးနဲ့လော်ပြီးတော့မှအုံထညက်ကိုလော်ပြီးတော့မှခုနပါဝင်တဲ့ပစ္စည်းအကုန်လုံးထည့်ပြီးလို့ရှင်ဆိုရင်အရန်အရသာရှိတဲ့ sauce လေးရပါပြီရှင်ဒီ sauce တရားလေးလောက်ရတာအရန်လွယ်တော့မှသူ့ကိုဘူးထဲထည့်ပြီးရေခဲတထဲမှာထည့်ထားလို့ရှင်ဆိုကိုကြိုက်တဲ့အချိန်စားလို့ရပါတယ်ရှင်ပြီးလို့ရှင်သူ့မှာထည့်ရတဲ့အစာပလာတာလေးကြက်သွန်နေခြင်းငရုတ်တီတံပရာတီလော်ထားတဲ့အုံတီလော်ထားတဲ့မြေပဲငရုတ်တီအစိမ်းပေါ့နော်ဒါကိုစားသလိုမျိုးသူ့ကိုကြိုက်တဲ့ပုံစံထုတ်ပြီးတော့မှလေစားလို့ရင်လည်းအရန်စားလို့ကောင်းတဲ့မြင့်လေးရပါပြီရှင်ဒီလိုနေရလေယူတရားတွေအရန်စားကြတာပေါ့နော်တခါတလေကျရင်ကိုစားချင်တာဝယ်စားရင်အရန်ဝယ်စားလို့ခက်ခါကြောလေကိုယ်တိုင်လို့စားလို့ရှင်တန့်ရှင်လက်ဆက်တဲ့မြင့်လေးရပါပြီ